မူမျိုးရိုးတစ်ခုလုံးကိုဖမ်းဆီးပြီးအပိုင်းပိုင်းခုတ်ဖြတ်ရန်နတ်ဆိုးတန့်စင်အိုးထဲကအသက်ရှင်လျက်ဈေးချက်ပြည့်ရန်တတိယအကြိမ်မြောက်ကံကြမ္မာဟာထပ်မံပြိုကွဲသွားတော့မယ့်အခြေအနေကိုရောက်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲမူဝမ်ရဲ့ခေါင်းထဲမှာအတွေးတစ်ခုလင်းကနေပေါ်လာတယ်။ပန်းပြရောင်ဝတ်စုံတစ်ခွရနက်ငွေတောင်းကူရွေဥတွေအရာအလုံးကိုပြန်ဆက်ကြည့်လိုက်တဲ့အခါသူမနားလည်သွားခဲ့တယ်။ငွေပရင်ရှာနေတာသွေးမျိုးဆက်မဟုတ်ဘူး။ငွေမိဖျားလည်းမဟုတ်ဘူး။သူ့မှန်တကယ်လိုချင်နေတာကတခြားအရာတစ်ခုဖြစ်တယ်။ဒါကြောင့်မူဝမ်ဟာအသက်ဆုံးပြီးငွေပရင်ရှေ့တိုးထွက်လာခဲ့တယ်။အရှင်မင်းကြီးတင်ရှာနေတဲ့သူဘယ်သူလဲဆိုတာကျမသိသွားပါပြီ။ကျမကိုနောက်ဆုံးခွင့်ရေးတစ်ခါပေးပါ။၃ရက်အတွင်းအရှင်စိတ်ကျေနပ်မဲ့ငွေမိဖျားလောင်းကိုကျမရှာပေးပါမယ်။ထိုစကားကြောင့်ငွေပရင်က၃ရက်အချိန်ပေးလိုက်တယ်။ဒါပေမဲ့ဒီတစ်ခါထပ်မှားမယ်ဆိုရင်မူမိသားစုတွေမဟုတ်တော့ဘူး။နတ်ငွေမျိုးနွယ်တစ်မျိုးနွယ်လုံးတုတ်တင်ခံရတော့မှာဖြစ်တယ်။ထောင်ပေါင်းများစွာသောအသက်တွေဟာမူဝမ်ရဲ့ဆုံးဖြတ်ချက်တစ်ခုအပေါ်မူတည်သွားခဲ့တယ်။အဲဒီနောက်မှာတော့မူဝမ်ဟာလူတိုင်းနားမလည်နိုင်တဲ့လုပ်ရက်တစ်ခုကိုစတင်ခဲ့တယ်။သူမဟာစာကြည့်လိုက်တွေထဲဝင်ထိုင်တယ်။ငွေတွေပိုးမွားတွေကြွက်တွေပရွက်စိတ်တွေတတော်ဝါမျိုးစုံကိုစုဆောင်းပြီးနေရောညပါလေ့လာနေခဲ့တယ်။မျိုးနွယ်ဝင်တွေအားလုံးကတော့သူမစိတ်ဖောက်ပြန်သွားပြီလို့ထင်နေကြတယ်။ဒါပေမဲ့မူဝမ်တယောက်တည်းသာသိထားတယ်။ငွေပရင်ရှာနေတဲ့အဖြေကဒီတတော်ဝါတွေကြားထဲမှာပဲရှိနေတယ်ဆိုတာကိုမူဝမ်ရဲ့လုပ်ရက်ကိုမြင်လိုက်တဲ့အချိန်မှာလူတိုင်းအံ့အားသင့်သွားကြတယ်။သူမရှာလာတဲ့ငွေမိဖျားဆိုတဲ့သူဟာအလွန်ရုပ်ဆိုးပြီးတာမန်အမျိုးသမီးတယောက်သာဖြစ်နေခဲ့တယ်။မျိုးနွယ်ဝင်တွေကချက်ချင်းလောင်ပြောင်ကြတော့တယ်။ဒီလိုမိမမျိုးကိုဘရင်အတွက်ရှာလာတာလား။မူဝမ်ယူသွားပြီထင်တယ်။တချို့ဆိုဘရင်ကိုမလေးမစားလုံးမှုနဲ့မူဝမ်ကိုချက်ချင်းတက်တင်တယ်လို့တောင်းဆိုကြတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာအားလုံးတိတ်ဆိတ်သွားခဲ့တယ်။ငွေဘရင်ကထိုမိမကိုမြင်လိုက်တာနဲ့ချက်ချင်းမတည့်ရက်လိုက်တယ်